ရင်ရှင်းရိုးဆွဲပြီးတော့အမတို့နေလို့လေမရဘူးပေါ့နော်။ဘာတွေ့ရလဲဆိုတော့ပေါ့နော်ဒီ culture နဲ့ religion နဲ့ရောနေရရှိရပေါ့နော်။ကိုယ့်ရဲ့နိုင်ငံတပြေးပြေးနဲ့ခင်မိလာတဲ့များကိုယ့်ရဲ့ဝတ်စားစီရင်မှုတွေကလေပြောင်းလဲလာတာရှိ။ယဉ်ကျေးမှုကိုအားတို့ဘယ်လိုထိန်းသိမ်းကြရလဲ။အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့အိမ်ချမ်းမြေသူပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါကျွန်တော်ကတော့ home income ဖြစ်ပါတယ်ဗျညီမတို့အခုဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့နှလုံးသားတွေကယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီကာချာအကြောင်းပေါ့နော်ကိုယ့်ယဉ်ကျေးမှုအကြောင်းလေးကိုညီမတို့သိသလောက် share လုပ်တဲ့အနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ရှင်အားလုံးမင်္ဂလာပါမင်္ဂလာပါအမအမအခုပထမအောင်ဆုံးအနေနဲ့ဘာလေးပြောချင်လဲဆိုတော့ပေါ့နော်ဒီကိုယ့်ရဲ့ယဉ်ကျေးမှု culture အကြောင်းပေါ့နော်မောင်လေးအနေနဲ့ culture ဆိုတာဘယ်လိုမျိုးနားလဲဘယ်လိုမျိုးလက်ခံလဲပေါ့နော်မောင်လေးရဲ့ point of view အရာ culture ရဲ့ definition လေးကိုအရင်ဆုံးဆွေးနွေးပေးလို့ရမှာဟုတ်ကဲ့ပါအမဆိုတော့ culture ဆိုတာကပေါ့နော်ကျွန်တော်တို့ဒီပညာရှင်တွေရဲ့အဆိုအရဆိုရင်တော့ဒီ culture ဆိုတာက cultural ဆိုတဲ့ဒီ Latin ဘာသာစကားကနေဆင်းသက်လာတယ်ပေါ့နော်ဆင်းသက်လာပြီးတော့သူ့ရဲ့အတိတ်ပဲက cultivation ဒီပို့ပြီးတော့တစ်စက်နဲ့တစ်စက်ပို့ပြီးတော့မြင့်မားတဲ့နေရာတစ်ခုကိုတိဆောက်ခြင်းဆိုပြီးတော့ကျွန်တော်တို့အတိတ်ပဲရတယ်ပေါ့နော်ဆိုတော့နှုံးပြီးထားတဲ့ကောင်းတဲ့အတိုင်းပဲပေါ့နော်နှလုံးသားရဲ့ယဉ်ကျေးမှုဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကဒီ culture ဆိုတဲ့အရာကိုကျွန်တော်တို့ပြန်ပြီးတော့ဒီ definition ဖွင့်ရမယ်ဆိုရင် culture ကကျွန်တော်တို့ရဲ့နေ့စဉ်တူကလုပ်ငန်းတွေမှာဘယ်လိုမျိုးနေထိုင်မလဲဘဝကိုဘယ်လိုမျိုးဖြတ်သန်းမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုစုစည်းထားတဲ့စကားလုံးတစ်ခုလို့ကျွန်တော်ကတော့မြင်အောင်မိပါတယ်ဗျအမအနေနဲ့ဘယ်လိုမျိုးသုံးသပ်မိလဲဗျဒီကာချာနဲ့အကြောင်းပေါ့နော်မောင်လေး definition ဖွင့်သွားရလဲတော်တော်လေးကိုပြည့်စုံပါပါမယ်အမကဘာထပ်ပြောချင်လဲဆိုတာကြောင့်အမတို့ကတော်တော်များများကာချာလို့ပြောလိုက်တာနဲ့ religion ကိုသွားမြင်ကြရရှိရ tradition နဲ့သွားရောကြရရှိရပေါ့နော်အမကကြောင့်ဒီကာချာကအဲ့အရာတွေနဲ့လုံးဝမသက်ဆိုင်ဘူးလို့တော့အမမဆိုလို့ဒါပေမဲ့ culture မှာအဲ့အရာတွေပြီးနောက်တော့ဘာတွေရှိသေးလဲဆိုတော့ဒီအမတို့စာပေရှိမယ်ဘာသာစကားတွေရှိမယ်နောက်အနုပညာဂီတတွေဘယ်လိုရင်တော့အမတို့ရဲ့အတွေးခေါ်တွေအတိမြင်တွေဘယ်လိုရင်အမတို့ communication relationship ဒါတွေကလေကာချာနဲ့ပတ်သက်နေရပေါ့နော်ဘယ်လိုရင်ဒီကာချာဆိုတာကနိုင်ငံတကာနိုင်ငံရဲ့ standard ကိုယ့်ရဲ့လူမှုအဆင့်အတန်းယဉ်ကျေးမှုအဆင့်အတန်းကိုယ့်နိုင်ငံရဲ့အဆင့်အတန်းတွေကိုဖော်ပြမယ်ဆိုလို့ရှိရင်အမတို့ကဒီကာချာနဲ့ဖော်ပြရဲပေါ့နော်ဒီကာချာဆိုတာနိုင်ငံတကာနိုင်ငံဖြစ်တည်လာဖို့တော့လုံးဝအရေးကြီး foundation အုတ်မြစ်အနေနဲ့တည်ရှိရလို့အမကတော့ယူဆရဲပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီအမတို့ကောင်းမွန်တဲ့ society တစ်ခုကိုဖြစ်လာဖို့အတွက်ကာချာအရေးကြီးတဲ့နေရာလေပါဝင်နေပေါ့နော်အမတို့လိုမျိုးခင်မီတိုးတက်တဲ့နိုင်ငံဖြစ်လာတယ်လိုမျိုးကောင်းမွန်တဲ့ society good communication တွေဖြစ်လာတယ်ကောင်းလာတယ်ဆိုတာကလေဒီကာချာကြောင့်ပဲပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီကာချာကဒီ society မှာတော်တော်ကြီးကိုအရေးပါတယ်လို့တော့အမကတော့သတ်မှတ်တယ်ယူဆအဲ့တော့မောင်လေးအနေနဲ့ရောဒီကာချာ society မှာဘယ်လိုမျိုးအရေးပါတယ်လို့မောင်လေးထင်လဲဘယ်လောက်ထိ impact ရှိရလို့ပေါ့နော်မောင်လေးထင်လဲပေါ့နော်ဆိုတော့ကျွန်တော်ဒီမိကိုပြန်ကောက်ရမယ်ဆိုရင်အမပြောခဲ့တယ်လို့ပဲ culture ကပေါ့နော်ကျွန်တော်တို့ရဲ့ဒီနိုင်ငံတကာနိုင်ငံတို့ထက်ကို community တစ်ခုကပို့ပြီးတော့ကောင်းမှုအတွက်ပေါ့နော် foundation တစ်ခုဆိုတာမှန်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်တန်ပေါင်း200ပြန်ပြီးတော့သွားကြည့်ကြတာလွန်ခဲ့တဲ့နှစ်တန်ပေါင်း200မှာဆိုလူသားမျိုးနွယ်စိရဲ့အစပေါ့နော်အဲ့ဒီအစမှာလူတွေကဘာလုပ်ကြလဲဆိုတော့အမဲလိုက်ကြတယ်ဂူထဲမှာအိတ်ကြတယ်ဒီလိုပဲ culture ဆိုတာဘာမှမသိရတဲ့အချိန်မှာလူတွေရဲ့ဘဝကလုံးဝကိုဘယ်လိုပြောရမလဲ lifestyle ကပေါ့နော်လုံးဝကို simple ဖြစ်နေတယ်နောက်ပြီးတော့ living standard ကမြင့်မနေဘူးပေါ့နော်ဒါက culture မရှိခြင်းရဲ့ဆိုးကျိုးတစ်ခုပေါ့နော်ဆိုတော့ culture ရှိခဲ့တဲ့အခါမှာကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ရဲ့ 21st century ရဲ့ living standard ကိုကြည့်လိုက်ပေါ့နော်အားလုံးကပို့ပြီးတော့ living standard တွေပို့ပြီးတော့မြင့်လာတဲ့လူတွေကပို့ပြီးတော့မှဒီယဉ်ကျေးလာကြရပေါ့နော်ယဉ်ကျေးရဲ့လူ့ဘောင်ဖွဲ့စည်းအတိုင်းပဲပေါ့နော်ဒီတယောက်နဲ့တယောက်ပို့ပြီးတော့ဒီ relationship တွေပို့ပြီးတော့ကောင်းမွန်လာကြတယ် discussion တွေမှာလည်းပို့ပြီးတော့ကောင်းမွန်လာကြတယ်ပေါ့နော်ဆိုတော့ပြန်ပြီးတော့ကျွန်တော်အနှစ်ချောရမယ်ဆိုရင်ပေါ့နော် culture ဆိုတဲ့အရာကကျွန်တော်တို့ရဲ့ society ပို့ပြီးကောင်းမွန်မှုအတွက် direct impact တစ်ခုအနေနဲ့ကျွန်တော်ရှိနေတယ်လို့ကျွန်တော်ကတော့သုံးသပ်မိရပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ကဒါကျွန်တော်ရဲ့ထင်မြင်ချက်လေးပေါ့နော်ဆိုတော့နောက်တစ်ခုကပေါ့နော်ကျွန်တော်တို့ဒီနေ့ဒီ society နော် community environment မှာတွေ့နေရတယ်ပေါ့နော်ပတ်ဝန်းကျင်မှာတွေ့နေရတဲ့အရာဘာလဲဆိုတော့ဒီလူကြီးကြီးอ่ะပေါ့နော်ဥမာလူငယ်ဆိုရင်မြင်လိုက်တာဟဲ့ကောင်မလေးဘာလို့ scan ဝတ်ထားလဲအတူလေးနဲ့ဘယ်လိုနေမှာလဲအဲ့လိုပုံစံမျိုးပေါ့လိုက်ပြီးကန့်သက်နေရမျိုးရှိရပေါ့ဒီပုံမှာတော့ကျွန်တော် culture နဲ့ဝတ်စားစင်မှုကဘယ်လိုမျိုးကွဲပြားလဲပေါ့ဒီပုံမှာ conflict ဖြစ်နေတဲ့ပုံမှာ solution တွေကဘယ်လိုရှိလဲပေါ့အမအနေနဲ့ရောဘယ်လိုသုံးသပ်မိလဲပေါ့ဟုတ်
ဒီ conflict တွေကဘာလို့ဖြစ်ကြလဲဆိုတော့ဒီ culture ကိုထိန်းသိမ်းတဲ့နေရာကနေစပြီးဖြစ်ကြတာပေါ့နော်လူကြီးတွေကလည်းဒီမြန်မာယဉ်ကျေးမှုကိုမပြောင်းမပြတ်စေချင်ဘူးကိုယ့်ရဲ့ဒီကိုယ်ပိုင် culture ကိုထိန်းသိမ်းခြင်းနဲ့ကိုယ့်ဒီ generation မျိုးဆက်တစ်တွေကိုလည်းဒီယဉ်ကျေးမှုကိုလက်ဆင့်ကမ်းပြီးထိန်းသိမ်းစေခြင်းနဲ့ပေါ့နော်အဲ့လိုကနေစပြီးတော့ဒီ conflict တွေကစပြီးဖြစ်ပေါ်တာပေါ့နော်အမကပထမအောင်ဆုံးဘာကိုပြောချင်လဲဆိုတော့ယဉ်ကျေးမှုကိုထိန်းသိမ်းကြတယ်ဟုတ်တယ်ယဉ်ကျေးမှုကိုထိန်းသိမ်းနေဆိုတာကယဉ်ကျေးမှုဆိုတာကိုသပင်ကိုကြည့်ပြီးတော့အမတို့ကပြောရတာဒီထမိန်ဝတ်မှာမြမယဉ်ကျေးမှုကိုထိန်းသိမ်းတာလားတပတ်ရှိုစတုံးထုံမှာမြမယဉ်ကျေးမှုကိုထိန်းသိမ်းတာလားပြီးတော့ယောက်ျားလေးဆိုလို့ရှိရင်လေတောင်ရှိပစိုးဝတ်မှာမြမယဉ်ကျေးမှုကိုထိန်းသိမ်းနေလို့ခေါ်ရလားအဲ့လိုမျိုးကြီးစပြီးတော့မေးလို့ရတယ်ပေါ့နော်နောက်အမကဘာကိုပြောချင်လဲဆိုရင်ဟာကြောင့်ဒီအမတို့ကဒီခင်မီတိုးတက်လာတယ်ပေါ့နော်ဒီကိုယ့်ရဲ့နိုင်ငံတဖြည်းဖြည်းနဲ့ခင်မီလာနေများဆန်းတစ်လာတာနဲ့အများကိုယ့်ရဲ့ဝတ်စားစီရင်မှုတွေကလည်းပြောင်းလဲလာတာတွေရှိရပေါ့နော်နောက်ဆုံးအမတို့ကဒီအဝတ်စားဝတ်တယ်ဆိုတာကအမတို့ဘာလို့ဝတ်တာလဲအမတို့ရဲ့အရှက်တိတ်ခါကိုတင်မလားကာကွယ်တဲ့နေရာကာကွယ်ဖို့ဖုံးတဲ့နေရာကိုဖုံးဖို့အမတို့ဒီအဝတ်စားကိုဝတ်ကြတာပေါ့နော်အဲ့လိုဆိုတာဒီနေရာတိုင်းမှာအမတို့ထမိန်ကြီးပစိုးရည်နဲ့ဝတ်နေုံနဲ့အဲ့တော့အစင်မပြေနာအောင်လေမောင်လေးလည်းဒါခစ်လို့နေတယောက်ပဲကွာအဲ့တော့ပြီးတော့ဒီဖျားသွားကြောက်တဲ့နေရာမှာတော့ပစိုးတို့ထမိန်တို့ကိုဝတ်တဲ့နဲ့ဝတ်ရမယ်ဆိုပေမဲ့နေရာတိုင်းမှာဓာကြီးတွေပဲဝတ်နေလို့အစင်မပြေဘူးအမတို့ဒီ daily wear တွေနောက်ကျောင်းသွားရုံးတက်ဒီနေရာတွေမှာအမတို့ကထမိန်နဲ့ပဲဝတ်နေလို့မြင်တဲ့အဆင်မပြေနိုင်ဘူးပေါ့နော်နောက်တစ်ခုကကဲအမတို့ဒီရန်ကုန်အနေနဲ့ပဲကြည့်မယ်ဆိုလို့ရှိရင်အမတို့ထမိန်နဲ့ဘတ်စကားတိုးစီလို့ဘလို့မှအဆင်မပြေနိုင်အဲ့လိုမျိုးဆိုတာကြောင့်ဘလို့မှလည်းကိုယ့်အတွက် comfort မဖြစ်ဘူးပါအဲ့လိုမျိုးဆိုတာကြောင့်ကိုယ့်အတွက် comfort ဖြစ်တဲ့အဝတ်အစားခေါင်းဝင်စကတ်စသဖြင့်ပေါ့နော်သူ့နေရာနဲ့သူဒီနေရာဒေတာအချိန်ကိုကြည့်ပြီးတော့အမတို့ကဝတ်တက်စားကြရမယ်ပေါ့နော်အမတို့ international မှာလုံးဝထမိန်တောင်းဝတ်လို့အဆင်မပြေဘူးသူ့နေရာနဲ့သူပေါ့နော်အချိန်ခါကိုကြည့်ပြီးတော့အမတို့ဝတ်တက်စားတတ်ရမယ်ပေါ့အဲ့တော့အမကတော့ဒီအဝတ်အစားတစ်ခုကိုယ့်ရဲ့ fashion တစ်ခုတွေကိုကြည့်ပြီးတော့ဒီယဉ်ကျေးမှုကိုထိန်းသိမ်းတယ်လို့ဆုံးဖြတ်တယ်ဆိုရင်တော့အမကတော့ဒါကိုလက်မခံဘူးပေါ့နော်အမတို့ပေးထားတဲ့ခေါင်းစဉ်လေးလိုပဲနှလုံးသားတွေကလာတဲ့ယဉ်ကျေးမှုပဲဖြစ်ရမယ်ပေါ့နော်လူတွေကမအားတော့ခုပြောတဲ့စကားတွေကိုယ့်ရဲ့လုပ်တဲ့ action တွေအမူအရာတွေကဘာတွေလာလဲဆိုတော့ကိုယ့်ရဲ့ဒီစိတ်နှလုံးသားရဲ့ကိုယ့်ရဲ့အုံနောက်အတိညာဏ်တွေကနေပြီးတော့လာရကွာဟုတ်ကျွန်တော်အနေနဲ့ဆိုရင်တော့ပေါ့နော်အမပြောခဲ့သလိုပဲခုနကတော့ဒီဝတ်စားစိတ်မှုကိုပဲယဉ်ကျေးမှုလို့ကျွန်တော်ပြောလို့မရဘူးဒါပေမဲ့ပေါ့နော်တခြား point of view ရဆိုရင်ဒါကပေါ့နော်ဒီပတ်စိုးရဲ့တိုက်ပုံရဲ့ဒီရင်ပုံအိမ်စသဖြင့်အဲ့ဒါတော့ကျွန်တော်တို့မြန်မာယဉ်ကျေးမှုရဲ့ပြရုပ်တစ်ခုလို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ရဲ့နောက်ွယ်မှာဘာရှိတယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့ကဒီယဉ်ကျေးမှုကိုထိမ့်သိမ့်တဲ့နေရာမှာလည်းပဲပေါ့နော်ဒီ adaptability လို့ခေါ်တဲ့ dialogue တွေပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတာရှိရပေါ့နော်ဥမာအပြင်ဆိုရင်ဗျာငှက်တွေပါငှက်တွေမှာဆိုရင်ပေါ့နော်သူတို့ကຫນွေဥတုမှာဆိုရင်သူနေရာတနေရာနေရမိုးဥတုရောက်ပြီဆိုရင်နေရာတနေရာပြောင်းတယ်ဆောင်းဥတုမှာဆိုရင်နေရာတနေရာပြောင်းတယ်သူတို့ရဲ့immigration ပေါ့နော်သူတို့ရဲ့ဒီပြောင်းလဲနိုင်စွမ်းတွေသူတို့ရဲ့ဒီနေရာပြောင်းလဲနိုင်စွမ်းတွေကသူတို့ရဲ့နေထိုင်မှုပုံစံသူတို့ရဲ့အသက်ရှင်မှုအတွက်ပေါ့နော်ဒီအထောက်ပံ့ဖြစ်နေရပေါ့နော်အဲ့နေရာမှာကျွန်တော်ကဗာပြောရလဲဆိုတော့လိုက်လျောညီဖြစ်ပြောင်းလဲနိုင်တယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ရဲ့အခု society ကျွန်တော်ရဲ့လူမှုပတ်ဝန်းကျင်မှာလည်းကျွန်တော်လိုက်လျောညီဖြစ်ပြောင်းလဲပြီးတော့နေဖို့လိုပဲပေါ့နော်အမှပြောသလိုပဲ international မှာ international standard အရာကျွန်တော်တို့အဲ့လိုအနောက်တိုင်းဝတ်စုံတွေပါဝတ်ဖို့လိုတယ်ဒါပေမဲ့ကျွန်တော်ရဲ့ community မှာနေတဲ့အခါမျိုးမှာဆိုရင်တော့တို့ရဲ့ community နဲ့ live ဖက်တဲ့ဝတ်စားမျိုးကိုတော့ကျွန်တော်ကဝတ်တင်တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဟိုစကပုံတိုင်းပဲရောမရအောင်တော့ရောမလို့ကြည့်ရမယ်ဆိုတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ဒီဥမာအပြင်ဒီ society မှာဒီလိုမျိုးဝတ်တယ်ဒါပေမဲ့ငါဝတ်ချင်တယ်လို့ဝတ်မှာကွာငါဒီကွဲပြင်းနေတဲ့ကိစ္စမရှိဘူးဘယ်လိုမျိုးဝတ်နေဘယ်သူမှ view site ဆရာမလို့အဲ့ဒါမဟုတ်ဘူးကျွန်တော်တို့က environment ကို view site တဲ့နေရာစိုက်ရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မှာဘာတွေ့ရလဲဆိုတော့ပေါ့နော်ဒီ culture နဲ့အမပြောခဲ့တယ်လို့ပဲ religion နဲ့ရောနေရရှိရပေါ့နော်ကျွန်တော်တို့ကဥမာအဖြစ်ဆိုရင်ဆရာကြော်ဝဲရေးပါပုံစံမျိုးဆရာကြော်ဝဲရေးပုံစံမျိုးဆိုရင်ဒီဆရာကြော်ပွဲဘာလို့လုံးမှာလဲဒါဘာသာရေးပါမဟုတ်ဘူးကျွန်တော်တို့ကဘာလဲဆိုတော့ဒါ traditional ဖြစ်တယ်ကျွန်တော်တို့ရဲ့ဒီဆရာသမားတွေကိုကျွန်တော်တို့ကပညာသင်ပေးခဲ့တဲ့အတွက်ဂါရဝပြုရဲ့အနေနဲ့ဂါရဝတရားရှိထားပြီးတော့ကျွန်တော်တို့ကဒီကြော်ခြင်းဖြစ်တယ်တောင်းပန်ဝန်ချမ်းကြော်ခြင်းဖြစ်တယ်ပေါ့ဒါကတော့ကျွန်တော်ရဲ့ tradition လို့ကျွန်တော်တို့ကသုံးသပ်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဖျားအိမ်မှာတွေ့ရတယ်ဒီအမျိုးသမီးမတက်ရအဲ့လိုပုံစံမျိုးတွေမှာလူငယ်တော်တော်များများဝေဖန်ကြreligion အရဘာလို့ဒီဖျားကိုမျိုးသမီးမတက်ရလဲဒါ diversity လား discrimination လောက်တာလားဒီလိုပုံစံမျိုးပြောကြဆိုတော့အဲ့နေရာမှာကျွန်တော်ကဘာလဲဆိုတော့ traditional နဲ့ culture နဲ့ကိုကျွန်တော်တို့ဒီ religion နဲ့ပေါ့နော်ဒီကွက်ကွက်ပြားပြားသိမြင်ဖို့လိုရပေါ့နော်
ဒီဗုဒ္ဓရဲ့အဆုံးအမမှာဒီဖះတော်အမျိုးသမီးမတက်ရဘူးဖះတော်အမျိုးသမီးတက်ရင်ဘာဖြစ်ပဲညာဖြစ်မယ်စသဖြင့်အဲ့ဒါကြီးလုံးဝမပါဘူးပေါ့နော်ဒါကဘာလဲဆိုတော့လူကြီးတွေရဲ့ရှေ့ရလူကြီးတွေရဲ့တုံးသက်ချက်အရာပေါ့နော်ဒါကတော့ကျွန်တော်လက်ရှိ society မှာဖြစ်နေတဲ့အရာပေါ့နော်ဒါလေးကိုကျွန်တော်ရဲ့အမြင်အရပြောပြရပါပါမောင်လေးရဲ့အမြင်ကလည်းကောင်းတယ်ပေါ့နော်လူတွေကအမားတို့ဆိုလည်းကချာကပါလေ religion ကပါလေ tradition ကပါလေအဲ့လိုမျိုးတွေအမားတို့ဟိုကိုပြတည်တင်တယ်ပေါ့နော်အမကဲနောက်ဆုံးအနေနဲ့အမကဒီဟိုကြီးစုနေရဲ့ဒီနားထောင်နေပြည်သက်တွေကို orient တွေပေါ့အမကဒါလေးတစ်ခုmessage ပေးခြင်းလေဆိုရင်ပေါ့နော်အမတို့ကဒီခင်မီယာနဲ့ခစ်ဆန်တာနဲ့အမတို့မတူဘူးပေါ့နော်အဲ့ဒါကြတော့အရင်ရှိယူဆွဲနေလည်းမကောင်းဘူးအရင်ခစ်ဆန်လုံးနေလည်းမကောင်းပေါ့နော်အဲ့လိုဆိုမတို့ကဒီယောက်ျားမိန်းမမခွဲကြအောင်လူတိုင်းလူသူခင်မီစမ်းတဲ့အတွေးခေါ်လူနေမှုပုံစံတွေရှိလာမယ်ပေါ့နော်အရင်ရှင်းရိုးဆဲပြီးတော့အမတို့နေလို့လေမရဘူးပေါ့နော်ကိုရဲ့ဒီခင်နဲ့အညီတိုးတက်လာတယ်ပြောင်းလဲလာတယ်ပတ်ဝန်းကျင်ကိုလိုက်ပြီးတော့အမတို့ခင်နဲ့အညီပြုတ်မှုနေတိုင်းစားတော့ကြင့်ကြံရမယ်ပေါ့နော်ဒီချင်းမှုဆိုတာကအမတို့နိုင်ငံနဲ့ပဲယဉ်ကျေးမှုရှိတာမဟုတ်ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်စီယဉ်ကျေးမှုတွေရှိကြရပေါ့နော်ဥပမာဥရောပမှာဆိုလို့ရှိရင်လည်းသူတို့ဥရောပအနောက်တိုင်းယဉ်ကျေးမှုတွေရှိတယ်ဂျပန်မှာဆိုရင်သူတို့ဂျပန်ယဉ်ကျေးမှုကိုရီးယားမှာဆိုလည်းကိုရီးယားယဉ်ကျေးမှုအဲ့လိုမျိုးနေရာနိုင်ငံတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်စီရှိကြတာပေါ့နော်အဲ့ဒီခါမှာတိုင်းတစ်ပါးရဲ့ယဉ်ကျေးမှုတွေလွှမ်းမိုးလာရလေရှိတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ငါတို့နိုင်ငံနေနဲ့ပဲကြည့်ရမယ်ဆိုလို့ရှိရင်တော့ငါတို့ကဒီလူငယ်တွေတော်တော်များများက international ကိုထိုးဖောက်ကြခြင်းတဲ့လူငယ်ရှိတယ်တကယ်လည်းထိုးဖောက်နေကြတဲ့လူငယ်တွေလည်းရှိတယ် international မှာသွားပြီးတော့ပညာသင်နေတဲ့သူတွေရှိတယ်အလုပ်လုပ်နေတဲ့သူတွေရှိတယ် international business ကိုထိုးဖောက်ခြင်းနေကြတဲ့သူတွေလည်းရှိတယ် education ကိုထိုးဖောက်ခြင်းနေကြတဲ့သူတွေလည်းရှိရပေါ့နော်အဲ့လိုအခါမှာငါတို့ကသူများနိုင်ငံတွေထူးတစ်ဖြင့်ပေါ့နော်ထူးထွင်းစွာငါတို့နိုင်ငံမှာဘာတွေပို့ပြီးလက်မလဲဆိုတော့အနောက်တိုင်းယဉ်ကျေးမှုအရန်နောက်တိုင်းယဉ်ကျေးမှုတွေကိုအရန်နေယူလာကြရပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါမှာသူတို့ရဲ့ယဉ်ကျေးမှုကကောင်းတဲ့အချက်တွေ good character တွေရှိတယ်မဘသူယဉ်ကျေးမှုမကောင်းလည်းမပြောဘူးမဆော်ကားလည်းမဟုတ်ပေါ့နော်ကောင်းတဲ့ character တွေလည်းရှိအဲ့ဒီခါမှာမတို့ကသူတို့စီကကောင်းတဲ့အချက်တွေကိုမတို့အတူယူတင်တယ်အားကြတဲ့တယ်လေးစားတဲ့တယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့ယဉ်ကျေးမှုရဲ့ဝါမျိုးတာတော့မတို့မခံတဲ့ပေါ့နော်ကိုယ့်ရဲ့ယဉ်ကျေးမှုပျောက်ပြီးတော့သူတို့ယဉ်ကျေးမှုကကိုယ့်ရဲ့ယဉ်ကျေးမှုကိုလွှမ်းမိုးသွားတာမျိုးကလုံးဝမဖြစ်တဲ့ပေါ့နော်ဘယ်နေရာရောက်ဘယ်နိုင်ငံရောက်ကိုဟာမြန်မာဆိုတာမမေ့ပဲကိုယ့်ရဲ့မြန်မာယဉ်ကျေးမှုမြန်မာထုံးတမ်းစင်လာမြန်မာဓလေ့တွေကိုကိုယ်တိုင်နဲ့သိတဲ့တယ်ဟိုတိုင်းတစ်ပါးသားနဲ့တွေ့ရအခါမှာလည်းကိုယ့်ရဲ့ယဉ်ကျေးမှုကဘယ်လိုပါလို့ဂုံယူဝင့်ကြွားတာပြောပြီးတော့ပြန်ပြီးတော့ share လုပ်ပေးတဲ့တယ်ပေါ့နော်ဒါကတော့လူသားတိုင်းလုံးဆောင်တဲ့အချက်တစ်ချက်လို့တော့အမကထင်တယ်ပေါ့နော်အဲ့လိုမျိုးလေးအမ message လေးတစ်ခုပေးခြင်းတယ်ပေါ့နော်နောက်တစ်ခုကအမမောင်လေးကိုမေးချင်တာကနောက်တစ်ခုမေးချင်လဲဆိုအမတို့အခုဒီယဉ်ကျေးမှုဆိုတာကဒီကိုယ့်ရဲ့ generation တွေကိုလက်ဆင့်ကမ်းရမယ်အချက်ဆိုတာလုံးတဲ့တောင်းလို့အမဆော့ဆော့ပြောရဲပေါ့နော်အဲ့ခါကျတော့ဒီအမတို့နိုင်ငံနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျတော့ဒီယဉ်ကျေးမှုကိုလက်ဆင့်ကိုယ့်ရဲ့ generation တွေကိုလက်ဆင့်ကမ်းတဲ့နေရာမှာကိုယ့်ရဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးသွေးဖယ်နေရတယ် conflict ဖြစ်နေရလေအခက်အခဲလေးရှိရပါတော့အဲ့အခက်အခဲလေးရောမောင်လေးအနေနဲ့ဘယ်လိုမျိုးဖြည့်ရှင်းတဲ့နေထင်လဲပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့နိုင်ငံမှာမဟုတ်ဘူးပေါ့နော်ဟိုတခြားနိုင်ငံတွေမှာလည်းပြဿနာရှိကြတယ်ပဲဆိုတော့ပြဿနာဆိုတော့နေရာတိုင်းမှာရှိမှာပဲပေါ့နော်ဟိုတကယ်လို့ပြဿနာမရှိခဲ့ဘူးဆိုရင်ဒီဗုဒ္ဓဒုက္ခသစ္စာကိုဟောခဲ့မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာကဒီနေရာမှာကျွန်တော်ရဲ့ solution ကဘာလဲဆိုတော့ education ပေါ့နော်ယဉ်ကျေးမှုအစပေးရဆိုတဲ့အတိုင်းပဲကျွန်တော်တို့ education မှာကလေးတွေကိုကျွန်တော်တို့လူငယ်တွေကိုဒီထည့်ပေးနိုင်တယ်ပေါ့နော်ဘယ်လိုထည့်ပေးနိုင်လဲဆိုတော့အတိတရားတခုပေါ့နော်ဘယ်လိုအတိတရားလဲဆိုတော့ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကိုငါတို့ဘယ်လိုထိန်းသိမ်းကြရလဲငါတို့ရဲ့မြန်မာယဉ်ကျေးမှုကဘယ်လိုမျိုးဒီဝတ်စားစင်မှုကမဟုတ်ဘူးငါတို့ရဲ့ဒီမြန်မာယဉ်ကျေးမှုဆိုတာကနှလုံးသားထဲရလားနှလုံးသားထဲရလားငါတို့ရဲ့ယဉ်ကျေးမှုကိုဘယ်လိုမျိုးထိန်းသိမ်းကြမလဲငါတို့ရဲ့ကိုယ်နှလုံးသုံးပါလို့ဘယ်လိုမျိုးကောင်းမွန်လောက်ကြမလဲဆိုတာကျွန်တော်ဒီလိုမျိုးထည့်ပေးတဲ့တယ်လို့ထင်တယ်ပေါ့နော်ဒါမှသာလေကျွန်တော်တို့ရဲ့ society ကပို့ပြီးတော့ကောင်းမွန်တဲ့လူပောင်အဖွဲ့အစည်းအသစ်တစ်ခုကိုဒီဖန်တီးနိုင်မယ်လို့ကျွန်တော်ကတော့မျှော်လင့်နေပေါ့နော်ယုံကြည်ပါတယ်အဲ့ဒီအတွက်အဓိကကတော့နှလုံးသားလေးရလာတဲ့ယဉ်ကျေးမှုကိုကျွန်တော်တို့ကအဓိက emphasize လုပ်ပြီးကျွန်တော်တို့အဓိကအလေးပေးပြီးတော့ပေါ့နော်ကျွန်တော်တို့ထိမ့်သိမ်းသင့်တယ်ဆောင်ရွက်သင့်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗျဟုတ်ကဲ့ပါဟုတ်အဲ့အကြောင်းအမပြောချင်တာကကြတော့ဒီစက်ကလူပေါင်းတွေတော့အဲ့လိုမျိုးဝစ်တာတွေကတိတ်ပြီးတော့ပြဿနာမဟုတ်ဘောနော်မတို့လည်းခင်လူငယ်ဆိုတော့အဲ့လိုမျိုးတွေဝစ်တာတွေပါရောရှိရပေါ့နော်အဲ့ခါကျတော့တကယ်တမ်းကကိုယ့်ရဲ့စိတ်ထဲမှာကိုဟာမြန်မာယဉ်ကျေးမှုကဘာဆိုတာကိုကိုယ်ပြတိဖို့လို့မြန်မာယဉ်ကျေးမှုကိုဘယ်လိုမျိုးဆက်ပြီးတော့ထိမ့်သိမ့်တင်တယ်ပေါ့နော်ဘယ်လိုမျိုးဆက်ပြီးတော့ထိမ့်သိမ့်ရအောင်အဲ့လိုမျိုးလေးခုဒီကြည်နေတဲ့ပြည်သက်တွေဆိုလို့ရှိရင်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ကိုယ်ပြလေး
သိစေခြင်းနဲ့ရင်ထဲမှာပေါ့နော်ကိုယ့်ရဲ့အင်ဂျင်မှုကိုအမြဲတမ်းနှလုံးသားထဲမှာကိုယ့်ရဲ့အင်ဂျင်မှုကိုအမြဲတမ်းကိန်းဝင်နေပြီးတော့မြမအင်ဂျင်မှုရဲ့ delay တွေထုံတန်းစင်လာတွေကိုမေ့ပဲနေအင်ဂျင်မှုကိုအမြဲစိတ်ထဲမှာထိမ့်သိမ်းထားတဲ့နေပေါ့နော်ဆိုတော့ယဉ်ကျေးမှုဆိုတာကကျွန်တော်နှလုံးသားထဲလာအဲ့ယဉ်ကျေးမှုကဘာကိုဖန်တီးပေးလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီcharacteristic ပေါ့နော်ကျွန်တော်ရဲ့အတွင်မြင်လက္ခဏာ behavior ကိုကျွန်တော်ဖန်တီးပေးရပေါ့နော်ဒီ behavior ကနေမှတစ်ဆက်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာပုံမကောင်းမွန်တဲ့ society တခုလူ့ဘောင်ဖွဲ့စည်းတစ်ခုအသစ်တစ်ခုကိုဖန်တီးနိုင်မယ်လို့မြင်တယ်အမှာပြောခဲ့တယ်လို့ပဲယဉ်ကျေးမှုဆိုတာကနှလုံးသားထဲကလာတယ်လို့မျိုးကျွန်တော်တို့ကအဲ့ဒီယဉ်ကျေးမှုကိုဘယ်လိုမျိုးဆက်လက်ထိန်းသိမ်းသွားကြမလဲကောင်းမွန်တဲ့စိတ်ထားကောင်းမွန်တဲ့ဒီအပြုအမူတွေအမှုရာတွေပေါ့နော်ဒါတွေကိုဘယ်လိုမျိုးကျွန်တော်ထိန်းသိမ်းသွားကြမလဲကျွန်တော်ရဲ့ယဉ်ကျေးမှုမှာလည်းဗုဒ္ဓရဲ့အဆုံးအမတွေကျော်နှောနေရဖြစ်တဲ့အတွက်ဒီအဆုံးအမတွေကိုကျွန်တော်တို့လက်တွေ့ကျင့်သုံးပြီးတော့ဘဝမှာဘယ်လိုမျိုးကောင်းမွန်နေကြမလဲကိုယ့် community ကိုဘယ်လိုမျိုးကောင်းတာတွေပို့ပြီးတော့ထောက်ပံ့ပေးနေတာလုပ်ကြမလဲဆိုတာကျွန်တော်အနေနဲ့ဒီရရှိသူပြိသက်တွေကိုကျွန်တော်တိုက်တွန်းလို့ပါတယ်ပြော message ပေးလို့ပါတယ်ပေါ့နော်ဆိုတော့ရရှိသူပြိသက်တွေနဲ့လည်းကျွန်တော်ပေးချင်တဲ့ message ကိုနားလည်ကြမယ်သဘောပေါက်ကြမယ်လို့ကျွန်တော်ကတော့ညွှန်လင့်ပါတယ်ဗျကောင်းမွန်တဲ့ professional တွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျ